ချိန်မှာတော့ဆရာဘာမှတိတ်ပြီးတော့လိုချင်တာလေးဘာတွေတော့တိတ်မရှိဘူးဒါပေမဲ့တိတ်ပြီးတော့မျိုးဆွေနေနေတော့တိတ်ပြီးတော့မပတ်သက်ဘူးဖေကယုံကြည်ပြီးတော့လက်ဖက်ပေါ့နော်ဝါဒနာလေးပါတဲ့ခါကျတော့အဖေကငယ်တုန်းကဒီမန္တလေးကိုခေါ်လာတယ်ခေါ်လာပြီးတော့သူလုပ်နေတဲ့လက်ဖက်လုပ်ငန်းပေါ့နော်လိုက်ပြတော့သူဖေကယုံကြည်ရတဲ့ခါကျတော့သမီးကိုလွှတ်လိုက်တယ်ကိုတန်းအောင်ပြီးတော့သမီးအစလုပ်တဲ့လက်ဖက်လုပ်ငန်းကိုလက်ဖက်လုပ်ငန်းလုပ်ရင်းနဲ့ဒီမန္တလေးမှာနှစ်လောက်ပေါ့10တန်းလက်တက်ရင်ပထမနှစ်ကကျသွားတယ်နောက်တစ်နှစ်ကသမီးကဒီလိုပဲ pocket ကနေစားကြက်ရင်းနဲ့ပေါ့နော်စမွဲဖြေလိုက်တာစမွဲဖြေလိုက်တော့10တန်းတော့အောင်သွားတယ်အောင်သွားတော့ဒီလက်ဖက်လုပ်ငန်းကိုပဲပြန်လာလုပ်တယ်လုပ်တော့အခုဒီတွေ့ရတဲ့အမျိုးသားနဲ့ပေါ့နော်ဒီသူကကျတော့ဦးလေးရဲ့စပယ်ယာပေါ့သူနဲ့ယူပြီးတော့ပေါ့နော်အိမ်ထောင်ချပြီးတော့ကလေးတန်းရလိုက်တယ်ရလိုက်တော့တက္ကသိုလ်တက်ရင်းနဲ့ပေါ့နော်တက္ကသိုလ်ဒုတိယနှစ်မှာကလေးကိုဝင်းနဲ့ကျောင်းတက်လိုက်တယ်ကျောင်းတက်ပြီးတော့နောက်တစ်နှစ်ကျတော့ကလေးကမွေးပြီးသွားပြီဒါပေမဲ့ကိုကကလေးကလည်းနည်းနည်းတော့သူကဆိုင်ကယ်တိုက်မှုဖြစ်သွားတယ်ဆိုင်ကယ်တိုက်မှုဖြစ်တော့ကျွန်တော်ဆိုင်ကယ်တိုက်မှုကကျွန်တော်တို့တစ်ဖက်ကညစ်တာခံလိုက်ရတာပေါ့အဲ့ဒါကျွန်တော်တို့ကအဲ့ချိန်မှာသူကတရားရင်ဆိုင်ရပြီးတော့စိတ်တွေညစ်လာတယ်စိတ်တွေညစ်လာတော့သူကနေမကောင်းဖြစ်သွားတယ်နေမကောင်းဖြစ်တော့နေမကောင်းဖြစ်တဲ့အခါမှာကျွန်တော်တို့ကဆေးရုံအစတော့ဘိုင်းအောင်တာပေါ့ဆရာဆေးဘိုင်းအောင်တယ်ဆိုပြီးတော့ဆေးရုံတက်တယ်အခုဆေးရုံတက်နန်းတော်တို့ဒီမန္တလေးမှာဈေးကြီးတဲ့မှန်တယ်မြတ်ပတ်စံလည်းဝင်ကောင်းတဲ့ခါကျတော့ဈေးကြီးတဲ့ဆေးရုံတွေမှန်တယ်မြတ်ကျွန်တော်လက်ခဲ့တယ်ပေါ့နော်ဖြစ်ရှင်တော့စစ်လိုက်တဲ့ခါမှာ positive ဆိုပြီးပေါ်လာအဲ့ခါကျတော့ကျွန်တော်တို့အခါတော့မယုံလေးပေါ့နော်ကလေးအဲ့မှာကားပြန်ထွက်ရင်းနဲ့ကနေကျွန်တော်တို့နောက်တစ်ခေါက်ထားပါတော့ဒီအမှုလည်းပြီးသွားရောကလေးနောက်တစ်ယောက်ပြန်ရတယ်နှစ်တော့မြောက်သွားတာပေါ့ဆရာရေကလေးနောက်တစ်ယောက်ပြန်ရတယ်အဲ့တော့သူကလည်းနေမကောင်းဖြစ်သွားပြီဖြစ်သွားတဲ့ခါကျတော့ကျွန်တော်တို့ကအရှိထားတဲ့ပတ်စံကိုကျွန်တော်တို့ကအိမ်ဝိုင်းဝယ်လိုက်တာပေါ့နောက်ထပ်တော့ဝိုင်းဝယ်လိုက်တယ်ဝိုင်းဝယ်လိုက်တဲ့ခါကျတော့ညီကိုမောင်မတွေကပြောရအောင်ပေါ့ဆရာရေကျွန်တော်တို့အမှုရင်ဆိုင်ရတဲ့ပတ်စံတော်ကုန်ဒါပေမဲ့သူတို့ပတ်စံတပြားမှမပါဘူးကျွန်တော်အိမ်ဝိုင်းထပ်ဝယ်လိုက်တဲ့ခါကျတော့ညီကိုမောင်မတွေကနည်းနည်းတော့မလုံလာတော့ပေါ့သူတို့တွေနေမကောင်းတာတောင်မှအိမ်ဝိုင်းတွေဝယ်နိုင်နေလိုက်ခိုက်ကြတာပေါ့ဆရာရေအရန်ဖြစ်ကြတယ်လည်းပြန်ရောင်းပြီးမှစီးပွားဆိုင်ကအယောင်းဝယ်လုပ်တယ်ဆိုင်ကအယောင်းဝယ်လုပ်တယ်တော့အကုန်လုံးရှုံးသွားတာကျွန်တော်လည်းလိုက်ခါကျွန်တော်လည်းထပ်ပြီးတော့အဲ့လိုမျိုးဖြစ်တာပေါ့ကျွန်တော်တို့ဝင်ရသည်ဆိုတဲ့ဈေးကြီးတောက်ရတယ်အဲ့ခက်ခဲတွေပေါ့ဆရာဒါပေမဲ့20ကြာတဲ့အထိသူကလည်းလှုပ်ကြွေးခဲ့လာဆိုတော့လေကားမောင်းတဲ့ပညာနဲ့ပဲမောင်းလုံးကြွေးတယ်လှုပ်ကြွေးတော့အဆင်ပြေတယ်ကျွန်တော်မလှုပ်ခဲ့ရဘူးဒီကလေးတွေနဲ့ပဲကျွန်တော်ကလေးကျောင်းကြိုပေါ့နော်မူကြိုတွေပို့အဲ့လိုမျိုးပေါ့ဒီဘက်မှာကအမျိုးဆွေမရှိတဲ့ခါကျတော့တိတ်တော့အဆင်မပြေဘူးပေါ့ကိုဖြစ်နေတဲ့ဒီပြဿနာလည်းဘယ်သူမှမပြောပြချင်ဘာဖြစ်ချင်လဲဆိုတော့ခုချိန်မှာတော့ဆရာဘာမှတိတ်ပြီးတော့လိုချင်တာလေးဘာတွေတော့တိတ်မရှိဘူးဒါပေမဲ့ချမ်းသာကျင်တာပဲသိတယ်ပေါ့နော်အဲကြောင့်မလို့ဒီလက်ဖက်လုပ်ငန်းကိုဇောက်ချပြီးတော့လှုပ်လိုက်တယ်ဒီ9နှစ်အတွင်းမှာတော်တော်အဆင်ပြေလာတယ်ဒါပေမဲ့တိတ်ပြီးတော့မျိုးဆွေနေနေတော့တိတ်ပြီးတော့မပတ်သက်ဘူးသူတို့လည်းမပတ်သက်ချင်ဘူးဘာလို့လဲဆိုတော့သမီးတို့ဒီလိုလင်မယားနေရာလုံးဖြစ်တဲ့ခါကျတော့ဒီARD ဆိုတဲ့ဈေးကိုတောက်တဲ့ခါကျတော့နှိမ်ကြတာပေါ့ပြောရရင်တော့ဘလို့မှတိတ်ပြီးတော့ကိုချင်းမစားကြဘူးလေဖြစ်ချင်တော့အဲ့လိုမျိုးပေါ့ဆရာစိတ်ထဲမှာအဲ့လိုလေးပဲရှိတာပါခုချိန်မှာတော့ဘာမှတော့မဖြစ်ချင်ဘူးချမ်းသာခြင်းနဲ့ဘလို့နဲ့မှတော့မပတ်သက်ချင်ဘူးအပေါင်းတင်နဲ့ပဲတွေ့ချင်တယ်အဟောင်းဆိုတဲ့အရာကိုမေ့ထားလိုက်ချင်တာပေါ့နော်ရှိနေတဲ့သားသမီးနဲ့မိသားစုတွေနဲ့ဘဝတည်းပျော်ရွှင်ရွှင်နေခြင်းနဲ့အခြေချနေတဲ့စီးပွားရေးတစ်ခုပဲလုပ်ချင်တော့တယ်ပေါ့နော်ဘာမှတော့မညှို့လန့်တော့ပါဟုတ်